ရက်သားသမီးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ဗေရင်ဟော့စတန် Channel မှကြိုဆိုပါရစေ။ဒီနေ့မှာတော့အင်္ဂါသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာထက်မြတ်အောင်ဂမီရဗေရင်မှဟောကြားထားသော1389ခုနှစ်အတွက်တနစ်စာဟောစရန်ကိုပြည့်စုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမေတ္တာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အသစ်တင်တိုင်းသိရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်။အင်္ဂါသားသမီးများအတွက်တနစ်စာဟောစတန်ကံဤသဘောယခုနှစ်1389ခုနှစ်ကတော့အင်္ဂါသားသမီးများတိုက်နေရ၌ရောက်ရှိနေတာဖြစ်သည့်အတွက်ကောင်းသောမင်္ဂလာနှစ်သစ်လို့ခေါ်ရပါလိမ့်မယ်။ပြီးခဲ့တဲ့နှစ်ကပင်ပန်းခဲ့သမျှစက်တဲခက်ခဲခဲ့သမျှဒီတစ်နှစ်မှာတော့အင်္ဂါသားသမီးအများစုအတွက်အမောပြေစေနိုင်မဲ့နှစ်မျိုးဖြစ်ပါတယ်။နာမည်အသက်အပိုင်းအခြားနဲ့မူလစာရာတွေမှာကောင်းသောကံတွေနဲ့တိုက်ဆိုင်နေတဲ့အင်္ဂါသားသမီးများအတွက်ရည်ရွယ်ချက်များကိုအကောင့်ထဲပေါ်နိုင်ခွင့်ရရှိခြင်းနှင့်ချမ်းသာအောင်မြင်ခြင်းတွေဖြစ်ပေါ်လာနိုင်သောကောစာနှစ်သစ်ဖြစ်ပါသည်ယခုနှစ်အင်္ဂါသားသမီးများကံရဲ့မျက်နှာသာပေးမှုတွေအပြင်အတိတ်ကပြုခဲ့သောကုသိုလ်ကံအကျိုးဆက်တွေပြန်လည်ခံစား권တွေရရှိနိုင်သောနှစ်ဖြစ်သည်အကျိုးခံစားရစရာကံများပေါင်းစည်းခြင်းနှင့်ဘဝရည်မှန်းချက်များတိုးတက်အောင်မြင်နိုင်သောကံအကြောင်းတရားများစွာကြုံတွေ့ရနိုင်သောနှစ်ဖြစ်ပါသည်ကံကြမ္မာကအလိုရောက်ပေးတဲ့ကံကောင်းမှုတွေနဲ့ရလာတဲ့အခွင့်အရေးတွေပေါ်မှာအကျိုးရှိအသုံးချလှုပ်ဆောင်သွားမယ်ဆိုရင်ယခုနှစ်ဟာအင်္ဂါသားသမီးများအတွက်စိတ်ချမ်းမြေ့စရာများစွာကြုံရနိုင်ပေမည်စိတ်စေတနာကောင်းသူမေတ္တာတရားပြေဝသူတွေအဖို့ယခုနှစ်ကာလဟာတံပြန်တက်ရောက်လာနိုင်တဲ့အကျိုးခံစား권တွေနဲ့ကံအထောက်ပံ့ကောင်းတွေကိုရရှိလာနိုင်ပါသည်ဆိုသောညံ့သောအနေအထားပိုင်းကနေပြန်လည်စတင်ရသောအနေအထားမျိုးတွေကြုံရနိုင်သောနှစ်ဖြစ်တာကြောင့်ဒီလိုပြောင်းလဲမှုတွေကနေကောင်းသောကံအခြေအနေမျိုးတွေကိုရရှိလာနိုင်မှာဖြစ်တဲ့အတွက်ရဲဝင့်ပြောင်းလဲမှုတွေကိုလက်ခံကျင့်သုံးစေခြင်းပါသည်ယခုနှစ်အင်္ဂါသားသမီးအများစုမှာမိမိအားကောင်းကျိုးပြုပေးမဲ့သူများလည်းအနားမှာစုဝေးလာနိုင်တဲ့နှမျိုးလည်းဖြစ်ပါတယ်။ဒါတွေကိုအကျိုးရှိအသုံးချတတ်မယ်အခြေအနေတစ်ခုကိုပါနတ်စွာပြောင်းလဲမှုပြုလုပ်တတ်မယ်ဆိုရင်တော့အင်္ဂါသားသမီးများအတွက်ယခုနှစ်ဟာအများကြီးအကျိုးရှိစေမှာဖြစ်ပါသည်။လူမှုရေးယခုနှစ်အင်္ဂါသားသမီးများအနေနဲ့လူမှုရေးကဏ္ဍတွေမှာကောင်းသောအကြောင်းအရာများနဲ့ကောင်းကျိုးပြုပေးမဲ့သူများမိမိအနီးနားမှာဖြစ်တည်လာနိုင်ပါတယ်။မိမိအနီးဝန်းကျင်မှာဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေအလှူအတန်းကိစ္စများကောင်းသောမင်္ဂလာအခမ်းအနားများပြုလုပ်ရနိုင်သည်။အရှင်းမြောက်ရက်များသို့ညအိမ်ညစ်နေခီးထွက်ခြင်းရေရှည်ကိစ္စများတွားရောက်ဆောင်ရွက်ခြင်းများမပြုရပါအသစ်တဖန်ပြန်လည်စတင်ရသောအခြေအနေမျိုးကိုလည်းယခုနှစ်မှာကြုံရနိုင်ပါတယ်။နေရာဝန်းကျင်အပြောင်းလဲများဖြစ်လာနိုင်သည်အပြောင်းလဲများကိုလက်ခံနိုင်ဖို့နဲ့အစဉ်ပြေစွာပြောင်းလဲနိုင်ဖို့အတွက်စ조사ရုန်းကန်ရပါလိမ့်မယ်။ယခုနှစ်အင်္ဂါသားသမီးများအနေနဲ့ဆရာသမားကံအញ្ញံရှိနေတာကြောင့်ဆရာသမားအတူရောင်များနဲ့ဆုံရခြင်းဆရာသမားတချို့နဲ့အတိုက်ခံဖြစ်ခြင်းများကြုံရနိုင်သည်စိတ်သက်ပိုင်းနဲ့ခံယူချက်များပြောင်းလဲရင်ကျက်လာနိုင်သည်ယခုနှစ်ဟာအောက်လက်ငယ်သားကံများကောင်းမွန်နေတာကြောင့်၎င်းတို့နဲ့ပတ်သက်ပြီးအကျိုးခံစားရမည်မိမိကိုအကျိုးပြုပေးမဲ့အောက်လက်ငယ်သားများရတတ်ပါသည်အချို့အင်္ဂါသားသမီးများမိတ်ဆွေကောင်းရတတ်ပြီးရတဲ့မိတ်ဆွေဟာမိမိထက်ငယ်ရွယ်ပြီးထက်မြက်တဲ့သူတော်တဲ့သူများဖြစ်တတ်ပါသည်၎င်းတို့နဲ့ပတ်သက်ပြီးအကူအညီထောက်ပံ့ကောင်းများရရှိနိုင်ပါသည်လူမျိုးခြားအကျိုးပေးတတ်သည်ယခုနှစ်အင်္ဂါသားသမီးများမိတ်ဆွေဟောင်းများနဲ့ပြန်လည်ဆုံတွေ့ရခြင်းအဆက်အသွယ်ပြတ်နေသောသူများနဲ့ပြန်လည်အဆက်အသွယ်ရရှိခြင်းများကြုံရနိုင်ပါသည်ယခုနှစ်အင်္ဂါသားသမီးများအနေနဲ့ကတုံးစပင်ပါသောသူများနဲ့သတိပြုပတ်သက်သင့်ပါသည်ပယင်းဆောင်တာစိန်ဆောင်တာသတိပြုရမည်နှစ်ဖြစ်ပါသည်အညိုရောင်ဝတ်ဆင်ခြင်းလိမ္မော်ရောင်ဝတ်ဆင်ခြင်းများရှောင်ရမည်အနောက်တောင်အရက်မှကောင်းကျိုးများရတတ်ပါသည်စိတ်ဖိစီးစေသောစိတ်ထိခိုက်စေသောအရာများကိုတတ်နိုင်သမျှမတွေးပါနဲ့စိတ်ပျော်ရွှင်ခြင်းကလည်းယခုနှစ်အင်္ဂါသားသမီးများအတွက်ကံစားတာကောင်းမွန်ခြင်းကိုအထောက်ပံ့ပြုနိုင်သောနှစ်တစ်နှစ်ဖြစ်ပါသည်စီးပွားရေးယခုနှစ်အင်္ဂါသားသမီးများရဲ့စီးပွားလုပ်ငန်းပိုင်းတွေမှာတိုးတက်အောင်မြင်လွယ်သောကာလဖြစ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းဦးစီးနေသောသူများအဖို့အောက်လက်ငယ်သားများရဲ့အကျိုးပေးမှုခံစားရမည်အလုပ်သမားကောင်းဝန်ထမ်းကောင်းများရတတ်သောနှစ်လည်းဖြစ်ပါတယ်။သို့သောလုပ်ငန်းခွင်အလုပ်ပုံစံအလုပ်နေရာအနေအထားတွေပုံစံဟောင်းကိုပြစ်ပြီးအသစ်ပြန်ချိန်လှုပ်ဆောင်ရသောအနေအထားမျိုးတွေကြုံရနိုင်သည်
ယခုနှစ်မှစတင်မဲ့လုပ်ငန်းသစ်များယင်းနှိမ့်မြုပ်နှံမှုများကိုအင်္ဂါသားသမီးတွေအနေနဲ့စိတ်တိုင်းကျစိတ်အလိုကျနေရမျိုးတွေမှာယင်းနှိမ့်မြုပ်နှံခွင့်လှုပ်ဆောင်ခွင့်များရရှိပါမည်အကူအပြောင်းအခြေအဆက်လေးတွေပြုလုပ်ရတတ်သောကာလဖြစ်တာကြောင့်ပြောင်းလဲလာတဲ့အနေအထားကိုအစဉ်ပြေအသားကျအောင်စ조사ရုန်းကန်ရပါလိမ့်မည်ယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်အနီးနားရပ်ဝန်းကနေအကျိုးစီးပွားရှာဖွေတာထက်ရပ်ဝေးကနေအကျိုးစီးပွားရှာဖွေမှုတွေပိုမိုအကျိုးပြုလာနိုင်ပါတယ်ရပ်ဝေးနှင့်ချိတ်ဆက်လုပ်ကိုင်ရသောလုပ်ငန်းများနိုင်ငံရဲ့ခြားလူမျိုးခြားတို့နှင့်ပတ်သက်ဆက်နွယ်နေသောလုပ်ငန်းများစသည်တို့ကိုလုပ်ကိုင်နေသူများအဖို့ယခုနှစ်ဟာပိုမိုပြီးအကျိုးစီးပွားကောင်းမွန်နိုင်သောကာလဖြစ်ပါသည်စီးပွားလုပ်ငန်းတိုးချဲ့လိုသူများအတွက်လည်းယခုနှစ်ကစွမ်းရည်တိုးတက်မှုလှုပ်ဆောင်နိုင်စွမ်းတွေပိုင်ဆိုင်တတ်ပါသည်ဝန်ထမ်းများအနေနဲ့လုပ်ငန်းပြောင်းလဲမှုတွေအလုပ်နေရာပြောင်းလဲမှုတွေအလုပ်သစ်နေရာသစ်စတင်ရတဲ့အခြေအနေမျိုးတွေကြုံရနိုင်ပါတယ်ယခုနှစ်အင်္ဂါသားသမီးများအနေနဲ့လုပ်ငန်းပိုင်းမှာနေရာထိုင်ခင်းကန်အညံ့နှဲငယ်ရှိနေတာကြောင့်နေရလို့ရမပြောတာစိတ်ကျဉ်ကျက်တာအကြီးအကဲပိုင်းများနဲ့အဟဇာတမဖြစ်တာမျိုးကြုံရနိုင်ပါတယ်ဒီလိုအခြေအနေတွေရှိနေတဲ့အင်္ဂါသားသမီးများအနေနဲ့အနေအထားပုံစံတွေအသစ်ပြောင်းလဲလိုက်မယ်ဆိုရင်အဆင်ပြေသွားနိုင်ပါတယ်သို့တော့အလုပ်ကိုင်ပိုင်းမှာအစားကနေပြန်စနေရသောအခြေအနေတစ်မျိုးကြောင့်အနှဲငယ်ပင်ပန်းရတဲ့ချိန်ဖြစ်သည်သို့သောအခြေအနေတစ်ကိုမျှော်လင့်နေသူများအလုပ်သစ်အစပျိုးခြင်းသူများအတွက်ယခုနှစ်ဟာအခွင့်အလမ်းသာပါလိမ့်မယ်အလုပ်သစ်ရှာနေတဲ့အင်္ဂါသားသမီးများအတွက်အခွင့်အရေးများပိုမိုရနိုင်ပါသည်ရပ်ဝေးစီးပွားရေးချဲ့ထွေးမှုကယခုနှစ်အင်္ဂါသားသမီးများအတွက်များစွာအကျိုးရှိနိုင်တာကြောင့်အွန်လိုင်းစီးပွားရေးစတင်ဖို့ရည်ရွယ်ထားသူများလည်းဈေးကွက်ထိုးဖောက်အောင်မြင်မှုများရနိုင်သည်အင်္ဂါသားသမီးများယခုနှစ်စီးပွားရေးကဏ္ဍမှာထူးထူးခြားခြားတိုးတက်စေနိုင်သောနှစ်တစ်နှစ်ဖြစ်ပါသည်မိသားစုရေးယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်မိသားစုရေးကဏ္ဍပိုင်းမှာအနည်းငယ်အညံ့ရှိနိုင်ပါတယ်အထူးသဖြင့်ဖခင်နဲ့ပတ်သက်ပြီးနေအိမ်နေရာဝန်းကျင်နဲ့ပတ်သက်ပြီးအတိုက်ခံဖြစ်လွယ်တတ်ပါတယ်ဘာသာရေးနဲ့ဆက်နွယ်နေသောဆောင်စရာအဆောင်ပစ္စည်းများကတုံးစပင်ပါသောဆရာသမားများအကြောင်းမျိုးမျိုးနဲ့နေအိမ်ကိုရောက်လာပါကလက်မခံသင့်ပါအခိုင်များပါလာနိုင်တာကြောင့်မိသားစုကဏ္ဍအပြင်လုပ်ငန်းပိုင်းမြစ်တာရေးပိုင်းနေရာထိုင်ခင်းကဏ္ဍတွေမှာပါထိခိုက်နိုင်တာကြောင့်ယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်သတိပြုရပါမည်ထို့အပြင်အရှိမြောက်အရက်မှလူဝင်လူထွက်သတိပြုရမည်တနင်္ဂနွေသားသမီးများနေအိမ်မှာညအိပ်ညက်နေလက်မခံသင့်ပါယခုနှစ်အင်္ဂါသားသမီးများအများစုကအိုးအိမ်နေရာထိုင်ခင်းပြောင်းလဲရခြင်းများကြုံရမည်နေအိမ်သစ်နေရာသစ်များမှပြန်လည်စတင်ရခြင်းဆောက်လုပ်ရခြင်းဖြစ်တတ်သည်နေအိမ်ကိုရပ်ဝေးမှမိတ်ဆွေဟောင်းများဆွေမျိုးများရောက်လာတတ်သည်အဆက်အသွယ်ပြတ်နေသူများနဲ့ပြန်လည်အဆက်အသွယ်ရတတ်ပြီးပြန်လည်ဆုံတွေ့နီးစပ်မှုများရတဲ့ကံခွင့်လန်းများကြုံရနိုင်သည်အောက်လက်ငယ်သားရဲ့အကျိုးပြုမှုများရရှိခံစားရခြင်းအထောက်အကူရခြင်းကြုံရမည်အမွေကိစ္စများစီစွနေသူများအဖို့အစဉ်ပြေပွဲရာရှိနိုင်သည်ငွေကြေးကံယခုနှစ်အင်္ဂါသားသမီးများငွေကြေးကဏ္ဍမှာအနည်းရဝန်းမှာထက်ရပ်ဝေးနေရာများမှငွေဝင်လန်းကြောင်းတွေငွေကြေးစီးဆင်းမှုတွေရှိလာတတ်သည်အထူးသဖြင့်နိုင်ငံရဲ့ခြားမှာစီးပွားရှာဖွေနေသူများရှိက၎င်းတို့စီကနေငွေဝင်လန်းများကောင်းနိုင်ပါသည်ယခုနှစ်အင်္ဂါသားသမီးများစုငွေကံများကောင်းမွန်နေပြီးငွေကြေးလုံးရင်းဝင်ရောက်ကံများရှိနေတတ်သည်အတိတ်ကံများလည်းပြန်လည်အကျိုးပြုမှုရှိနေနိုင်တာကြောင့်ကန်ဆန်းတင်သလောက်ထီကံများကိုကန်ဆန်းတင်ပါသည်ယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်ကြွေးဟောင်းများပြန်လည်ရရှိတတ်ခြင်းအမွေနှစ်ပစ္စည်းများရရှိတတ်ခြင်းကြုံရပါမည်နေရာထိုင်ခင်းအကြောင်းပြု၍ငွေကြေးထွက်ကံများရှိတတ်တာကြောင့်မြေဝယ်တာပြုတာမျိုးအိုးအိမ်ဆောက်လုပ်တာပြုပြင်တာမျိုးတွေကြောင့်ငွေထွက်နိုင်ပါသည်ငွေကြေးချင်းကားခြင်းနှင့်လောင်းကစားများကိုတော့တက်နိုင်သမျှရှောင်စေခြင်းပါသည်ပြုခဲ့ဘူးသောကုသိုလ်ကံများနှင့်ပြုလုပ်ဆဲကုသိုလ်ကံအလှူဒန်းပေးကမ်းမှုကူညီမှုများကငွေဝင်လန်းကြောင်းကိုပို၍ကောင်းမွန်လာစေနိုင်သောနှစ်တစ်နှစ်ဖြစ်ပေသည်ကျမ်းမာရေးယခုနှစ်အင်္ဂါသားသမီးများရဲ့ကျမ်းမာရေးကဏ္ဍမှာဆက်လက်ပြီးဂရုစိုက်နေထိုင်ဖို့လိုအပ်ပါသေးသည်အာယုဂျိုအနေပိုင်းမှာတည်ရှိနေတာကြောင့်ကျန်းမာရေးညံ့လွယ်နိုင်ပါသေးသည်အထူးသဖြင့်ရာသီအကူးပြောင်းကာလတွေမှာဖျားနာလွယ်ကူတတ်ပါသည်အစီအစိမ့်အချို့များအပူအဆက်များရောစားသင့်ပါသည်ကျန်းမာရေးညံ့နေချိန်များတွင်နံ့သာရောင်ခရမ်းပြာရောင်များဝတ်ဆင်ခြင်းရှောင်သင့်ပါသည်အထူးသဖြင့်အစာအိမ်နှင့်ဦးလန်းကြောင်းဝေဒနာစီးလန်းကြောင်းနှင့်အဆုတ်ဝေဒနာအစီကြောင့်ဖြစ်သောဝေဒနာများဂရုစိုက်ရမည်
ကျမ်းမာရေးရတာအနေနဲ့ရေကူးသူများများများပြုလုပ်ပါရေတက်ပယ်ခြင်းတောက်ရည်များလှူဒန်းခြင်းပြုလုပ်နိုင်ပါသည်အချစ်ရေးယခုနှစ်အင်္ဂါသားသမီးများရဲ့မေတ္တာရေးကံမှာပြီးခဲ့သောနှစ်ကာလမေတ္တာရေးပုံစံနဲ့မတူညီတဲ့အပြောင်းလဲလေးတွေဖြစ်လွယ်တတ်ပါသည်အထူးသဖြင့်အနှောက်အယှက်ဝင်လွယ်သောကာလမျိုးလဲဆိုနိုင်ပါသည်ချစ်သူရေးစားရှိတဲ့အင်္ဂါသားသမီးအများစုကပို၍ယခုနှစ်မှာဂရုစိုက်ဆင်ခြင်ရပါလိမ့်မည်အထူးသဖြင့်လက်ရှိချစ်သူရဲ့ဂရုစိုက်မှုနှဲပါခြင်းအထီးကျန်ခြင်းဝေးကွာမှုများရှိနေခြင်းကနေစ၍လက်ရှိတစ်ယောက်နဲ့အဆင်မပြေဖြစ်နေချိန်မှာအခြားတစ်ယောက်နဲ့ပတ်သက်မိတာမျိုးတွေဖြစ်တတ်ပါတယ်။အခြားတစ်ယောက်နဲ့ပတ်သက်မိရာကနေတန်ရောစင်များတွေ့တာတက်ပြီးလက်ရှိတစ်ယောက်နဲ့နောက်ထပ်တစ်ယောက်ကြားရွေးချယ်ရခက်တဲ့အခြေအနေမျိုးကြုံရနိုင်ပါတယ်။ယခုနှစ်အင်္ဂါသားသမီးများစိတ်ခံစားလွယ်တွေ့ညှိလွယ်သောကာလဖြစ်တာကြောင့်မေတ္တာရေးမှာအလွယ်တကူအမှားယွင်းဖြစ်လွယ်ပါတယ်။မလဲရှုပ်လုံးမိတဲ့လျှို့ဝှက်မှုတွေနဲ့အရှုပ်ရှက်လေးတွေမထင်မှတ်မရည်ရွယ်ပဲများတတ်ပါတယ်။တွေ့ညှိလွယ်ဆွဲလန်းလွယ်သောကာလဖြစ်နေတာကြောင့်တတ်နိုင်သမျှမေတ္တာရေးကိစ္စတွေမှာစိတ်ရောကိုယ်ပါမလိုက်စားသင့်သောကာလဖြစ်ပါတယ်။ယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်အချစ်တစ်ကိုရှာဖွေနေသူများအတွက်မိမိထက်ငယ်ရွယ်သူများနဲ့ဆုံရတတ်သလိုတနင်္ဂနွေသားသမီးစနေသားသမီးများနဲ့ဆုံစည်းရတတ်ချိန်လည်းဖြစ်ပါသည်ချစ်သူရေးစားမရှိသူများအဖို့ချစ်သူရေးစားရလဲရလွယ်တတ်သလိုမိမိဘက်ကဆွဲဆွဲလန်းလန်းချစ်မိကာမှမိမိပေါ်ပြောင်းလဲသွားတတ်သလိုပြက်လဲပြက်လွယ်တတ်ပါသည်ယခုနှစ်ချစ်သူနှစ်ဦးကြားလိမ်မော်ရောင်အညိုရောင်အသုံးဆောင်ပစ္စည်းများမပေးသင့်သလိုပယင်းလက်ဆောင်များမပေးသင့်ပါယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်သတိပြုဖို့အနေနဲ့မလဲရှုပ်မလုံးမိစေဖို့ပါမလုပ်သည့်တိုင်ရှုပ်သလိုပွေးသလိုအခြေအနေမျိုးကိုထင်ဟပ်စေနိုင်သောကံအခြေအနေမျိုးတွေနဲ့ကြုံရစေနိုင်သည်မိမိလောက်တာနည်းနည်းထင်ခံရတာများများဆိုသလိုနာမည်ကြီးထမင်းငက်တဲ့ကိန်းမျိုးပါသတိပြုပါမဟုတ်ရင်လက်ရှိချစ်သူနဲ့ပြဿနာရှင်းရနိုင်သလိုဘလို့ဖုံးပေါ်လာနိုင်ပါသည်နာမည်ကုံတိတ်ခါပိုင်းထိမ့်သိမ်းဂယုစိုက်တင်သောနှစ်တစ်နှစ်ဖြစ်ပါသည်အိမ်အောင်ရေးယခုနှစ်အင်္ဂါသားသမီးများရဲ့အိမ်အောင်ရေးအခြေအနေကတော့မူလဇာတာအိမ်အောင်ရေးကံများကောင်းမွန်တဲ့သူမျိုးဖြစ်နေရင်တောင်ဂယုစိုက်ရမယ်နှစ်မျိုးပါအမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်အိမ်အောင်ရေးထိမ့်သိမ်းဖို့လိုသလိုအိမ်အောင်ဘက်နဲ့ကြားအစင်မပြေမှုလေးတွေကနေစ၍ဘေးလူဝင်ရောက်လွယ်နိုင်တာကြောင့်ဂယုပြုဆင်ခြင်ရပါမယ်လူငယ်လူလွတ်တွေတောင်တွင်ညှိလွယ်သောကာလဖြစ်တာကြောင့်အိမ်အောင်သည်များဖို့ရွဲတာဆောင်းတာတွေမပြုလုပ်သင့်သောနှစ်တစ်နှစ်ပါဝေးကွာနေသောအိမ်အောင်သည်များအဖို့လူချင်းဝေးနေပေမဲ့စိတ်ချင်းနီးစပ်မှုများရှိလာတတ်ပါသည်ယခုနှစ်ဟာအင်္ဂါသားသမီးများအနှစ်အလားကကွဲကွာနေသောအိမ်အောင်သည်များဖို့နီးစပ်ခွင့်များရလွယ်သောကံများနှင့်ကြုံရနိုင်ပါသည်ကြားခံချိတ်ဆက်ကူညီပေးသူများပေါ်လာတတ်ပါသည်ဒါကြောင့်မို့နီးစပ်အောင်စ조사လို့အဆင်ပြေနိုင်သောကံအထောက်ပံ့များရရှိနိုင်ပါလိမ့်မည်အဆက်အသွယ်ပြတ်နေသူတွေအဆင်မပြေဝေးကွာခွဲခွာနေသူတွေပြန်လည်နီးစပ်ခွင့်ရတတ်ပါသည်တအိုးတအိမ်တူရှိနေသူတွေကတော့အိမ်အောင်ဘက်အပေါ်ပွင့်လင်းဖို့လိုသလိုအိမ်အောင်ရေးအရှုပ်ရှက်တွေမလုံးမိဖို့တတိပြုတင်သည်ပြုခဲ့လျင်လည်းဖုံးဖိမရပြဿနာများရှင်းရနိုင်ပါတယ်အဆောင်ပစ္စည်းများနဲ့ပရင်ယခုနှစ်အင်္ဂါသားသမီးများအနေနဲ့အဝင်မသိမ့်ပါအိမ်အောင်ရေးကိုလည်းထိခိုက်နိုင်သောအကြောင်းဖြစ်ပါသည်ပညာရေးယခုနှစ်အင်္ဂါသားသမီးများရဲ့ပညာရေးကဏ္ဍမှာတော့အခက်အခဲကြုံလွယ်သောကာလမျိုးဖြစ်ပါသည်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကတိကပ်ဖက်လေးတွေနဲ့ရှော့ရှော့ရူမဖြစ်တာမျိုးကြုံရတတ်ပါသည်သို့တော်မျှော်မှန်းထားသောသင်တန်းတက်ရောက်ခွင့်ပညာသင်ကြားခွင့်များရနိုင်ပါသည်အင်တာဗျူးကိစ္စနဲ့ဆောင်မေးပွဲဖြေဆိုမဲ့ကာလမျိုးတွေမှာအနက်ရောင်များကိုဝတ်ဆင်ခြင်းရှောင်ကျဉ်ရမည်ပညာရဲ့တစ်ခုခုကိုလေ့လာနေသူများအတွက်ယခုနှစ်သည်စိတ်ကူးတစ်တွေပေါ်ပေါက်ခြင်းသိမြင်သိလွယ်မှုအလွန်အားကောင်းနေမဲ့နှစ်မျိုးဖြစ်ပါသည်ပညာရေးနဲ့အင်တာဗျူးကိစ္စများကိုလိုချင်တဲ့လိုင်းရည်မှန်းထားတဲ့ပုံစံနေရာမျိုးရတတ်နိုင်ပေမဲ့လက်တွေ့လှုပ်ဆောင်ရသောကာလတွေမှာအခက်ခဲလေးတွေဒွန်တွဲပါလာနိုင်တာကြောင့်ယခုနှစ်အင်္ဂါသားသမီးများအနေဖြင့်ပညာရေးကဏ္ဍများမှာစိတ်ရှည်သည်းခံစွာဖြင့်စ조사အားထုတ်သင့်သောနှစ်တစ်နှစ်ဖြစ်ပါသည်ဒီနှစ်အတွက်အထူးဆောင်ရန်ရှောင်ရန်များအယောင်ဆောင်ရန်အယောင်မှာအနက်ရောင်အနီရောင်တို့ဖြစ်ပါတယ်။ရှောင်ရန်အယောင်မှာလိမ္မော်ရောင်အညိုရောင်မီးခိုးရောင်တို့ဖြစ်ပါတယ်။အရသာဆောင်ရန်အရသာမှာအဖန်ချင်းတို့ဖြစ်ပါတယ်။ရှောင်ရန်အရသာမှာအချိုအစီစိတ်အပူဆက်တို့ဖြစ်ပါတယ်။
အရက်မျက်နှာကောင်းသောအရက်မှာအနောက်အရက်အနောက်တောင်အရက်တို့ဖြစ်ပါတယ်။သတိပြုရန်အရက်မှာအရှိမြောက်အရက်တို့ဖြစ်ပါတယ်။နေ့များကောင်းသောနေ့များမှာစနေနေ့ကြာသပတေးနေ့အင်္ဂါနေ့တို့ဖြစ်ပါတယ်။သတိပြုရန်နေ့များမှာတနင်္ဂနွေနေ့ဗုဒ္ဓဟူးနေ့တို့ဖြစ်ပါတယ်။ကဏ္ဍများအကျိုးပေးသောကဏ္ဍများမှာ953တို့ဖြစ်ပါတယ်။အကျိုးမပေးသောကဏ္ဍများမှာ18တို့ဖြစ်ပါတယ်။ရကြတဖျားเจ้าကံပြုပြင်မွမ်းမံသောနေရာများတွင်တက်နိုင်သောငွေကြေးလှူပေးပါလိုအပ်သောနေရာများတွင်ကလားထိုင်ခင်းနေရာများလှူပါနှစ်ယခုနှစ်အတွက်အဆောင်ရတနာအနေနဲ့မဟူရာနီလာစသည်တွေကအဆင်ပြေရာကိုအဓိကသုံးဆွဲဝတ်ဆင်၍ကံကောင်းခြင်းလူချစ်လူခင်ပေါ်များခြင်းလက်လာပကြွယ်ဝခြင်းများရရှိပါမည်သုံးဆန်စီစေးစားကုသိုလ်ရတာလေးကိုလပြည့်နေတိုင်းပြုလုပ်ပေးပါနွမ်းပါသောသူများကိုအစားအစာများကုသိုလ်ပြုပေးပါအင်္ဂါသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေအင်္ဂါသားသမီးများအတွက်အကျိုးရှိပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်ခဲတွေကိုဆရာထက်မြတ်အောင်နှင့်ဗေဒင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဗေဒင်ပညာ Telegram နှင့် Facebook Messenger တို့မှာဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဗေဒင်လက်ပွင့်ရရာအစီရင်နှင့်9ရက်သားသမီးနေ့ဆိုဟောစရန်တွေကိုပုံမှန်တင်ဆက်ပေးနေလို့စကရိုက်လေးနှိပ်ပြီးအတစ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်